ခုဆိုတော့ကျွန်တော်တို့ကဘန်ကောက်စီကိုသွားနေပါတယ်။မင်းနဲ့တိုင်းပဲဗျာ။ဒီနေ့ကလုပ်ခွင့်ရဆိုတော့အရင်တူများပါတယ်။ကျွန်တော်ကအခုနံပါတ်2ကားလေးစီးပါတယ်ဗျာ။ကား8ဖက်ပေးရတယ်နော်။ကားပေးတာတော့မင်းနဲ့တိုင်းပဲရန်ကုန်လိုပါပဲသိမကွာပါဘူး။ဘန်ကောက်စီကိုစရောက်ပြီဆိုတာနဲ့အဲ့လိုမျိုးမြန်မာစလုံးကြီးမြင်ရတယ်ဗျာ။ဈေးထဲမှာမြန်မာနဲ့ပတ်သက်တဲ့ပစ္စည်းအကုန်ရပါတယ်။ဈေးထဲမှာမြန်မာပြည်ရဲ့ပစ္စည်းအားလုံးရှိပါတယ်။မြန်မာဈေးရောက်တုံးလေးသမင်းစားပါမယ်။မြန်မာဆိုင်မှာပဲစားပါမယ်။သူကဟွာစားဦး60ပါ။ပြီးတော့သူ့စီရနဲ့ရင်းရအစုံဆိုတော့ပို့ပြီးထမင်းမိန်နေဗျာကျွန်တော်တော့ငပြမနဲ့ပဲဝီအင်းကိုမစားပါတယ်ဆိုင်ရတက်တက်လေးရလေးနဲ့စားလို့လည်းအရင်ကောင်းပါတယ်ဒီဆိုင်မှာဖြော်ရည်တွေအေးကြီးပြီးတော့အတုပ်တွေရတယ်ကွတ်တီကိုရပါတယ်စားလို့ရဆိုဘိုက်ကလည်းလေးပြန်နေပါပြီအခုဆိုရင်ဒီကြမယ်နော်